အားလုံးလည်းကျွန်တော်ပြန်လာပြီဒီမှာပါဒီကိစ္စတော့ပြပါမယ်ဒီကိစ္စဒီမှာပါ PLADS Plus ဘယ်လိုဆိုပြပါလားဘုံမစောတော့ဆိုတော့ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးပါကဲဗီဒီယိုကိုစအောင် grade ရကွာကိုဒီကောက်ရှိရဝယ်ရမှာပဲအဝမ်းပြန်ရတဲ့ဒါကိုဝယ်မယ်ဝယ်ပြီးတော့ဒီမှာစိုက်ပါမယ်သူပြရတယ်နော်စိုက်ပြောရမှာဘယ်လိုတော့ခေါ်ထွက်လာပါပဲဒီဝင်းကြီးဆောင်ရင်းကြီးထွက်လာပါလေတော့ကျွန်တော်3လေးရိုက်ရပါတော့3လေးရိုက်ရောသိပါတယ်ကျွန်တော်ကြည့်ကြရပါတယ်ရတဲ့ဟောကျွန်တော်ပြန်လေးရောက်လို့ရတယ်ဒါပေမဲ့ဒီမှာလည်းတင်လာလို့ရပါတယ်တော့ကျွန်တော်မသိဘူးဘာလို့လဲကျွန်တော်ဝင်းကြီးဆောင်ရင်းကြီးပြန်မို့လို့လားကျိုးတော့တူတင်လာတဲ့တိုင်းပဲတင်ခိုင်းလိုက်ပါမယ်တင်လိုက်မယ်ဒီမှာရှာပါလားအဲ့ဒါလည်းတိုးပါတယ်ဒါတရားရမှရပါတယ်တရားပေးလိုက်မယ်လေးလာဒီလားဒီလာပို့လေးခိုးလို့မရဘူးခင်ဗျာဟာဒီနော်အဲ့ဒါမိုက်အဲ့ရစကူးစားမယ်စုံမယ်ပြီးပြီးစုံမယ်ကျွန်တော်ပြီးရပမာလေးတော့ကိုပြီးကိုပြောက်အောင်ဟိုဘက်မှာတွေ့ပြီတခြားလူလည်းကျဲလို့မရဘူးကဲစုံမယ်အော်မိနေတော့ grad ဒါရစိတ်လို့ရတယ်ဟောစိတ်ရတယ်ဟိုချိန်တော့ရောက်ဟောလို့မဟုတ်ဘူးအဲ့ဒါလူဝင်းနေစာပင်းလေးရရောင်းပါဘောဆိုရင်မသိတယ်ဒီမှာစိတ်ရတယ်ဟာမိကင်းဆောင်ရရတယ်လာလေးကဘယ်လိုလဲဒီဝိုးဘာဖြစ်တော့ဟုတ်ပြီမလားဟိုရမမလေးရောဟိုရဒါအဲ့ဒါလည်းအော်ရတယ်ဘာကောင်းလဲတော့ကိုပြားကြီးဟာအမေတို့ပြန်ဖြတ်တဲ့ဟာပါအဲ့ကိုပြားရတယ်ရှိုက်ဝါဝင်ကဘာလာဘူးလေရှိုက်ဝါမင်း这种一ကောင်လာတည်တော်ရရ哟OKတော့ဝယ်ပါရအောင်1450ရရှိလို့နေရာဝင်ပါဘောကိုနေရာဝင်ပြီးဆေးရှင်အောင်တော့ရအောင်မယ်အဲဝတ်တူရပြီလောက်ရတော့ခေါင်းရအောင်ရှိပြီဒီတော့ရောက်တော့မိုးချောင်းရောက်ပြတယ်ဝယ်ပြီပတ်စံတရားလေးကိုလေဘာမရဘာလို့ရင်းလာဟုတ်တယ်တော့ရမယ်ဟုတ်လားယူဘောနီယူခုမတရားဒီကောင်ရတယ်ကျွန်တော်ဘုံမပြတယ်ဒီကောင်တော့တက်နေတက်ဟိုရပတ်စံတော့ရမှာဆိုရင်ကျွန်တော်လောမရတော့ဒီချင်းဝင်ဒီဘာဖြစ်လဲပြောက်သွားပါတယ်ပတ်စံရထမရတော့ဘူး3နှစ်ရှိပြီလိုက်တော့အမှတော့တွေ့ရပါတော့ပြောက်သွားပါတယ်ကျွန်တော်ခိုးရတော့ဟာဆောင်းရရတယ်ကျွန်တော်ပါတော့ဟိုဝေးကြီးလေးဗျာဟုတ်တယ်ကိုရဖတယ်လို့ရပဲဟာအိုးဟုတ်တယ်ဟာရဖလို့ရတယ်မသိရဒီစာပြီးနေမှာကြည့်ရ
ဟုတ်ပါဘူးတွေ့လာလူလူစားလို့မကြည့်ပဲအဲ့ရလုံးတော့တော့သူတို့တော့မပြောပါကြီးရတော့တွေ့တော့ရတယ်ရှုပ်သူတရားချောင်းတွေပူကြီးရောရှိရဗျာဒီခေါင်းကြီးရတယ်တော်တန်တော်လေးလိုက်လို့နေရတာဟာဒီခေါင်းကြီးကျနေရတာတော်တော်ဒီကောင်ရောက်တော့ပြီဒီကောင်ရတယ်တော်တော်ရတယ်ဟုတ်အဲ့ဒီလေထားပါကွာဒါနဲ့ဘလို့ MMVV ရမိုဘိုင်းလေးရဲ့ဘိတ်ဖိတ်ရပြီးတော့ဒိုင်းမိုးတွေတတ်တာဆုံးတယ်ဘလို့ဝေးတင်လာတော့ဝေးတင်တယ်လို့ဘလို့ဒီဗီဒီယိုတွေ့ရပြန်ကောင်းပါပြီကျွန်တော်အခုပုံမပြထားရတဲ့တက်တော့မှရက်ရှာပြီးသူ့ရဲ့စီဗီကတော့ပြောပြီးဘလို့ဒါပေမဲ့ပတ်စာတော့သူလဲပါပဲယုံကြည်ရလားဆိုတော့ယုံကြည်ရပါတယ်ဘလို့ဒါပေမဲ့သူမျိုးကြည့်လို့လည်းမိုးရပါတယ်ဆိုတော့လင်းဝင်ခိုင်းရတယ်အဲ့ဒီတော့ရှိရကျွန်တော်ဒီဝယ်ဘူးတော့နော်ဒီကျွန်တော်ကိုရောက်တော့အဲ့လိုသူ့ရဲ့ဟာရတော့တက်လာတယ်အဲ့ဒီတော့ကျွန်တော်လေးချင်းဖြစ်တယ်ဟိုဒါပါသူ့ရဲ့ကောက်လို့ဒီဘဲကိုဝီးနေတယ်မသိဘူးဆိုရင်တော့ဒီဟာတာတွေလည်းခံကြည့်ရဆိုတော့သိရတယ်သူဝဲကြည့်လိုက်ပါသူရဲ့ဗီဒီယိုရနင်းလို့ဘူးမပါဘူးကျွန်တော်ရှိရဗီဒီယိုတွေအများကြီးပါပါတယ်ကျွန်တော်ရှိမှာ1000လောက်ပဲရှိရဗီဒီယိုရှိတယ်သူရှိမှာ2000ကျော်ရဗီဒီယိုရှိတယ်အဲ့လိုရှိနေရတာပါအဲ့ဒါဆိုအဲ့လိုဟာတာဖက်ကြီးရတာမရှိတာကျွန်တော်လည်းအရင်ကသူ့မသိတော့အဲ့လိုဟာတာဖက်ကြီးရတယ်သိတာပါပြီးတော့မှသူကျွန်တော်ကိုဒိုင်းမိုးလာဝယ်လို့ရပါရှိတယ်စီပြီးရပြောတော့ကျွန်တော်ဝယ်ရပါသူကတော်လေးယူပြီးရတယ်ယူတရားလည်းမယူကြဘလို့ပဲတခြားတော့ရပါကျွန်တော်တော့ဘလို့တေးပြီးအောင်မရပါဘူးအဲ့ဒါကိုသိတယ်ဟောရောဘာလို့ဒီကောင်ချင်းတယ်ကဲ let's go ဗီဒီယိုဆက်လိုက်ရအောင်ဟိုတိုက်ကြတာတလို့ဒီဝေးအဲ့ကတည်းကတော့ဟုတ်တယ်တော့ရောက်တော့တို့တော့ရလောက်မယ်တူတယ်မလေးတော့โอ้ย2000ကျော်ကြီးရော2000ကျော်ကြီးဘရိုတော့ဝေးလိုက်ရမို့လားဗျာဟိုဟာလေးအဲ့အပင်လေးဝေးလိုက်တယ်အဲ့ပင်လေးကမိနေအဲ့ထဲမှာရှိတာပဲဘရိုကဒီအပင်လေးတော့အရင်ဆိုင်လိုက်တယ်ဗျာအဲ့ဒီပင်လေးတော့ဘရိုတိအောင်ကျွန်တော်ပြောပြရမယ်ဒီအပင်လေးကဘာမှရှိတယ်ဒီမှာအဲ့ထဲမှာအဲ့လိုပြတိအများကြီးဆက်လို့ရပါတယ်ဒါမှပြတိအများကြီးအဲ့ထဲမှာထည့်ပြီးတော့ဘရိုကဟာအောက်ထဲမှာပြည့်သွားတော့ဘရိုပေါ်လာလေးပေါ့ဖြစ်သွားမှာပေါ့ကျွန်တော်လေးခုနကတော့အဲ့လိုဖြစ်သွားတာပဲဒီနားတော့မဆိုင်ပါဘူးအဲ့ဝေးဆိုင်ပြီးဆိုင်ရအဲ့လေဒီမှာဆိုင်လို့မရဘူးသူပြောတယ်ဒီမှာလည်းဆိုင်လို့ရတယ်အဲ့လိုဒီကောင်ရောဝင်ရှုံနေရဟိုလုံးနေဟောဟုတ်ပြီသူဝင်ရှုံနေအောင်တော်ရှိဒီရှက်ကျင်းဒီကောင်ဘာမှမလုပ်ချင်နေရပဲကျွန်တော် reverse လုပ်ရမယ် reverse လုပ်ဖို့ကကိုကောင်ကြီးလိုတယ်ဟုတ်တယ်ဒီကောင်ကြီးလိုတယ်ဒီဘောလုံးကောင်ကြီးဘောလုံးကောင်ကြီးကကျွန်တော်အဲ့ထဲတော့မယ်ဒီဝေဒီလူစားပြီးနေကြပဲရှော့ရောက်နေရတယ်ကွာဟုတ်လားတော့ဒီကောင်ကျွန်တော်ဒီဟာနဲ့နေလိုက်ပါမယ်လေးပြန်ထွက်လိုက်ဒီနောက်တော့လူရဲ့ဟာကျတော့တီးရောအကောင်ကြီးအဲ့ကောင်ကျွန်တော်တီးရောအပိတ်ခဲ့ရအောင်တွေ့တော့ပါလက်ဒီလာလို့လက်ဒီတဲလီလာရှိုက်ဆဲပါတွေ့ရမှာပဲအရင်ကတော့ကျွန်တော်မလာဘူးခုနိုင်ရေးသေးတယ်ရီဘန်လို့လိုက်ကျွန်တော်ဒီတုံးကြီးကအသက်ပြောင်းသွားမှာလဲတူတယ်ဟိုဒီကောင်ကြီးတာရအဲ့ဒါကျွန်တော်ရီဘန်လို့ရပါပြီ
ဒီကောင်ကြီးကရိုင်ဝိုင်းလေကွာအဲ့လိုထည့်ရတယ်ပက်ကဝမ်းမိရဲဟောမင်းကမင်းကလာလို့ကြာအဲ့လိုတော့ဒီရအောင်ဘယ်လိုလုပ်ထားမလဲဆိုတောက်လျှောက်လုပ်ပါမယ်တောက်လျှောက်ရဲဟိုအိုင်တိတ်မွေတော့ပစ္စည်းတိတ်မွေတော့ပစ္စည်းတိတ်မွေတော့နော်ဟောนี่တော့ပတ်တက်တိတ်ရောက်သွားတာပဲဒါလေးကပါလေးလေမိုးလေးကအဝလာဘူးချုပ်တော့ကောမင်းဘေးပဲရောခဏလေးပဲတော့ရရအောင်ဒီကောတော့အစားတော့မနိုင်ရအခုနိုင်လေးတည်တော့အပင်ကြီးစွမ်းဘူးတော့မင်းကထပ်တော့ဝယ်လိုက်မှာမတော့ဘူးကျွန်တော်မွေလို့ရှိရင်တိုက်ပတ်မှာဒီလိုမျိုးကောင်းနေရတော့ဝယ်တော့မှာ900ရိုင်ဝယ်ချရကောင်းမှာ900ရိုင်ဝယ်ချလိုက်ပြီဗျာလေရောက်ဟောဒီမှာဖြုတ်သေးရတယ်တရက်တော့ကောင်းမယ်ပေါ့ဒီနောက်တော့မဆောင်မလေးဖိုက်တယ်ဟိုတော့ရောက်ရတော့တယ် yes ရက်လေမဆိုဒီတော့ထားလိုက်ဟိုငါးခုံလေးတော့ရိုက်လိုက်ပါကွာပြရဟိုကကြီးကြာလိုက်တော့ကွာဖြစ်ရကိုပြားကြီးတို့ကိုပြားကြီးရုပ်တို့ကျွန်တော်ပတ်စံကြည့်လိုက်ပါဒီမှာဗျာ9000ကျော်ရောက်သွားပြီပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တယောက်ကလာပေးပါတော့ဒီမှာဘေးကဆိုင်ကင်းရတယောက်ပေါ့ရိုးဝဲတူဝဲဆိုင်ကင်းတော့တစ်ချက်လောက်တော့ကြည့်မယ်တူဝဲဆိုင်ကင်းဟောချယ်ကြီးပဲဗျာရိုးကြည့်လိုက်ပါမိုက်လိုက်တယ်ကားရနေရောတင်ကားရရောရှယ်ကြီးပါအဲ့လိုတူဝဲဆိုင်ကင်းရရှယ်ကြီးပဲရှိုးဝေးဘလို့ကျွန်တော်သိပြီရွှေရင်းလို့ရှိရင်ကျွန်တော်လောတယ်အခုဒီညမှာပဲဘလို့ဒီအကောလေးဒီကမသိဘူးဟိုအကောလေးရောဒီမှာတစ်ခုနှစ်ခုသုံးခုလေးခုငါးခုဝယ်ဆိုင်လို့ရပါတော့ကျွန်တော်နောက်တဲ့ review လုပ်လိုက်ရှိရင်နောက်တဲ့တစ်ခုဆိုင်လို့ရတယ်ဒီသိပါဆို review ပြင်ပြင်လုပ်ရမယ်9000ကျော်ရောက်နေပြီတော့ပြီးတော့ရောက်လိုက်ပဲသူပေးထားတဲ့ခါကျ9000ကျော်ရောက်အောင်နော်ထပ်ရောက်ပြီဘယ်လောက်ရ900ကျော်ရထပ်ရောက်တဲ့ခါအဲ့ရတဲ့ရောဘူးပြည်ရတော့ချဲထားရပေါ့ကွာအပြင်မှာတော့ဒီချဲထားရမသိဘူးကေးမှာတော့တော်တထေးပဲဟာကျန်တဲ့ကိုရရကိုပြောင်းခေါ်ရရဟိုတော့ပတ်ထားရှိုးတော့တော်တော်ဝယ်ပြန်ရှိတော့အဲ့လိုဆိုတော့မှာဒါလေးဝယ်လိုက်တော့ဒီမှာဒီလီတာဒီကိုတော့ဝယ်ရအောင်လီတာပန်းယူကိုကောင်းစိုက်တာပြီလို့ပြီးတော့လည်းချုပ်တော့ဝယ်ရတော့ဒီဖြုတ်ဒီဝယ်လိုက်တာတူလို့ကျွန်တော်စိုက်ကပုံပြီးတော့အစီပြီးတော့နော်ကျွန်တော်ရဲ့ app ပဲရှိတယ်လက်တွေတွေမိုက်တူတူတွေပေးပေးဖန်တော့မတော်ပါဘူးဒီဗီဒီယိုလောက်ပါလို့မှာဒီမှာဖြုတ်ဒီနှစ်ခုရခဲ့ရဲ့ဒီပန်းလေးတော့ခုရခဲ့တော်တော်လေးတော့ကျွန်တော်ရဲ့ဟာလေးတော့တော်ပါပါတယ်။မှာတော့ကျွန်တော်ပန်းလို့တဲ့ဟာ1 million မထင်ပဲနဲ့တောင်တသိန်းထင်ခဲ့ရပါဒါပေမဲ့အခုတော့လေဖေးသေးလားမသိဘူးတော့မှန်တူပါတယ်။ဟုတ်လို့ပါစေးသေးပါအဲ့ဒါကိုကျွန်တော်ရှာအောင်ဒါပေမဲ့ဗီဒီယိုကအရင်ကြောက်အောင်ပါလေအားတော့ဒီဗီဒီယိုကတော့ပါပဲ။နောက်နေ့ကျမှနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye